အားမမင်္ဂလာပါရှင်ဒီနေ့ကတော့ငနေတူရှောက်ငံပြကြီးကြောသူများသားကြိုက်တာလေးကြောပေးမှာပဲဖြစ်ပါတယ်ငနေတူရှောက်လေးတွေကိုပြောင်းအောင်လို့ရေဆေးပြီးတော့လန်းထားလိုက်ပါမယ်ရေလေးတွေပြောင်းသွားတော့ကြောရတာအဆင်ပြေရပေါ့နော်ကျွတ်သွန်ဖြူလေးပပလေးပြင်ထားလိုက်ပါမယ်ပဝင်ပစ္စည်းလေးတွေကိုအရင်သေးလောက်ထားလိုက်ပါမယ်ပြီးလို့ရှိရင်တော့စီးစပြီးတော့တက်ပါမယ်စီးဆူလာပြီးဆိုတာနဲ့ကျွတ်သွန်ဖြူထည့်မယ်စနွေးမို့နင်းငယ်ထည့်ပြီးတော့မွေးလာသည့်ထိမွေပေးရပါမယ်အိုးဟာကတ်မသွားအောင်လို့စက်တိုင်လေးတော့မွေပေးရပါမယ်ရှင်အယောင်လေးတွေရင်းရင်လေးနဲ့မွေးလာပြီးဆိုတာနဲ့ငရုတ်သီးမုံလေးထည့်ပါမယ်ငရုတ်သီးမုံကတော့အဆက်မစားလို့ရှိရင်တစ်စုံပဲထည့်ရင်အဆင်ပြေပါတယ်အဆက်စားရင်တော့နှစ်စုံလောက်ဆိုလို့ရှိရင်အဆင်ပြေပါတယ်အယောင်အတွက်ကတော့အယောင်တင်မုံတစ်စုံလောက်ထည့်ပါမယ်စီလေးမွေးလာပြီးဆိုတာနဲ့ခုနကဆေးကြော့ထားတဲ့ငနေတူလျှောက်လေးတွေကိုထည့်လိုက်ပါမယ်ထည့်ပြီးတော့စက်တိုင်လေးတော့မွေပေးရပါမယ်ရှင်အဲ့နှစ်လေးကတော့မွေးလာပြီရှင်ဒါကတော့သူများသားကြိုက်တဲ့ငရှောက်ငပြာကြီးကြော်လေးပဲဖြစ်ပါရှင်အိမ်မှာလည်းအလေးတကူကြော်စားကြည့်လို့ရပါတယ်ကြော်နေလေးရတဲ့အရွယ်ကိုမှလွေကိုရိုးရှင်းပြီးတော့အကုန်အကျလဲသက်သာပါတယ်အရသာအတွက်ကတော့စားနေငယ်ထည့်ပါမယ်ဟင်းရှုံမုံထည့်ပါမယ်အပေါ်ကနေငယ်ပြာကြီးလေးထည့်ပြီးတော့မွေပေးလိုက်ပါမယ်ရှင်နည်းနည်းလေးကျွတ်ကျွတ်လေးဖြစ်လာပြီးထားလိုက်ပါမယ်ဒါလေးကတော့3-5ရက်တစ်ပတ်စီရလာအေးဆေးထားလို့ရပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်